ဖိလစ်ပိုင်နိုင်ငံမနီလာမြို့ရှိလူတသိန်းကျော်ပဲဖြစ်အမိုက်ပုံတွေမှာရှိနေပါတယ်ဒါတော့ပတ်ပါတကားလို့ပါတဲ့စကားမှာဖတ်ဆိုတဲ့တိတ်ပြဖုံမုတ်တွေကိုခါချပစ်လိုက်တာဆိုတဲ့သဘောပါနာမည်ကြီးဂျိုလီဘီ KFC ဟိုလိုဆိုင်ပြီးအမိုက်ပုံတွေကနေဆွဲထုတ်လာတဲ့ကြက်ယူးနဲ့ကြက်သားစားတယ်ပြီဒါတွေကိုစေးကြောတယ်ပြန်ချက်တယ်ပြီးရင်တော့10ပြားလောက်နဲ့ပြန်ရောင်းချပါတယ်ဒါဟာမနီလာစီးရဲ့နံပါတ်1ရက်ကွက်တဖြစ်တဲ့တွန်လူဘလော့ဂါပါစစ်တိုနေ့စဉ်ဖြစ်ဖြစ်နေတဲ့ကိစ္စတွေပါည10နာရီ17နာရီမှာစိုင်းပြီးပိတ်တာနဲ့တပြိုင်နက်အမိုက်အိတ်တွေအပြင်မှာချလာပါပြီဒါပေမဲ့အဲ့ဒီအမိုက်တွေကခမနေတော့မဟုတ်ပါဘူးသူမဟာအမိုက်ကားဆရာစီကနေတော်လာကြိုလောင်းနဲ့ညတညစာအမိုက်တွေဝယ်ယူရတာပါဒါဟာသူမမိသားစုကအစာရှာဖို့တခုလေးဆိုနီလန်ဖြစ်နေတာပါခုနဝေလာတဲ့အမိုက်တွေကကြက်ယူးတွေကြက်သားသားတွေဆွဲထုတ်တယ်ကြံနာတွေကိုပြစ်ချပစ်တယ်အဲ့ကြက်သားသားတွေကိုရီနဲ့၄ချိန်လောက်စီးကြောတယ်စနွေးစားနေရတာမုံကြီးထည့်ပြီးအနံ့စိုးတွေဖုံးကွယ်ဖို့ဘုံရင်းစော့ထက်ထည့်ပြီးမြုပ်ကြအောင်ချက်ပါတယ်15မိနစ်ကြာမှတော့ပင်ပန်းရှာဖို့စားတောက်နေရတဲ့လူတွေတော့ပူနွေးပြီးအရသာရှိတဲ့အစားတနက်အစင်းနဲ့ဖြစ်လာပါတယ်မနီလာမြို့မှာစိန်ခံချိန်ကားပွဲဟိုတယ်ရီယာဆင်းရဲနွမ်းပါတဲ့ရက်ကွက်တွေနဲ့မိုင်ပိုင်းမဲ့ကွာဝေးပါတယ်တစ်ဖက်မှာချက်သားတွေစားမကုန်ပစ်ချတယ်တစ်ဖက်မှာတော့အိတ်ချက်သားစားတွေကိုရတော့မှဘဝရက်တည်နိုင်တဲ့မိသားစုတွေရှိနေပါတယ်ကျမ်းမာရေးဌာနတွေကပတ်တွေစားဖို့တတိပေးပါတယ်အသေးအောင်တော့တိုက်ဖိုက်ကာလာဝန်ယောဂဖြစ်နိုင်တဲ့အနေတွေကြောင့်ချက်ပြုတ်ပြီးနောက်တော့ယောဂပုံများချက်သားထဲမှာကြံရှိနေနိုင်သေးရဲ့ဆိုပြီးအတိပေးပါတယ်ဒါပေမဲ့ဒါဟာသူတို့အတွက်တော့ရှင်တန်ကြီးပါအခုလိုဘူးတူတရားပေါ်ရပတ်စင်တင်ဆက်ပေးနေမှာဖြစ်လို့ကျွန်တော်တို့ရဲ့ရသားစု channel ကို like and follow လုပ်ထားဖို့မမေ့နဲ့နော်